လူဆိုတာရင်ချေမှုရှိရတယ်သူမင်းနဲ့မပတ်သက်ချင်တာလဲမင်းသိပါတယ်တကယ်ချစ်ရင်ပြန်လာမှာပေါ့တငယ်ချင်းရဲ့သူတို့ဘာစိတ်ချမ်းသာရင်မင်းလည်းကုသိုလ်ရပါတယ်လူဆိုတာရင်ခံတဲ့ရှိရတယ်မင်းအချစ်မီလို့မမေ့နိုင်တာလဲသိပါတယ်ဒီအတိုင်းဆိုမဖြစ်ဘူးတငယ်ချင်းရဲ့မင်းချစ်ခဲ့ပြီးပဲစိတ်လျှော့